ဆန္ဒရှိတဲ့ပုဂ္ဂိုလ်မှာမအောင်မြင်နိုင်တဲ့အရာဆိုတာမရှိဘူးတဲ့အလုံးပြည့်စည်နိုင်တယ်ဟုတ်တယ်လေအရေးကြီးတာကစိတ်ဆန္ဒကောရမမြတ်စွာဘုရားရဲ့အလောင်းသူမိတာဘဝမှာဒီပင်ကရာမြတ်စွာဘုရားနဲ့ကြုံတွေ့လာတော့ဒီပင်ကရာမြတ်စွာဘုရားကိုကြည့်ပြီးသူကိုယ်တိုင်ဘုရားဖြစ်ခြင်းနဲ့ဆန္ဒဖြစ်တယ်အကယ်၍သာဘုရားဖြစ်ခြင်းနဲ့ဆန္ဒမရှိဘူးဆိုရင်ဘုရားအလောင်းမဖြစ်ဘူးအဲ့ချိန်ဒီပင်ကရာမြတ်စွာဘုရားရဲ့ထံမှာပဲတရားတော်အထုတ်လိုက်ရင်ယ ahanan ဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုပဲသို့တော့သူ့ရဲ့ဆန္ဒကအဲ့ဒါမဟုတ်ဘူးကိမေဧကေနတေနေနပုရိတေနဓမ္မတတိနငါလိုစွမ်းရည်တတ္တိရှိတဲ့ပုဂ္ဂိုလ်တယောက်ကတူးတဲ့နဲ့တန်လျာပင်လေကြီးကိုဖြတ်ကူးလို့ဘာကျိုးရှိမလဲတဲ့သူကိုသူမေးတဝိညုတံပါပုနိတောတန္တာရိတံတတေကိုဆုံးဖြတ်ချက်ချလိုက် determination ဆန္ဒကိုအခြေပြုပြီးတော့တဝိညုတဉာဏ်ကြီးကိုရအောင်ယူပြီးတော့ဘုရားဘဝနဲ့တတ္တဝါတွေကိုချစ်ချွတ်မယ်ဆိုတဲ့ဆန္ဒအဲ့ဒီဆန္ဒကြောင့်မို့လို့ဘုရားစုပန်တဲ့ကိစ္စအောင်မြင်သွားတာအနုမဆိုမအောင်မြင်နိုင်ဘူးတဲ့အဲ့တော့ဒီလောက်ခက်ခဲတဲ့ဘုရားဖြစ်ဖို့အရာတစ်ခုတောင်အောင်မြင်နိုင်တယ်ဆိုရင်တာမန်ကိစ္စလေးတွေဘာလို့မအောင်ပါလဲဆန္ဒရှိလို့ရှိရင်အောင်ပါထိုဆန္ဒကိုပဲမြတ်စွာဘုရားကအဓိပတိလို့ခေါ်သေးတယ်တခါတည်းရန်လူရဲ့စိတ်ဆွမ်းအားတွေကိုဘယ်သူကလွှမ်းမိုးထားတော့ဆိုရင်ဆန္ဒကလွှမ်းမိုးထားတယ်အဲ့ဒါကိုပဲအဓိပတိပစ္စယောလို့24ပစ္စည်းမှာမြတ်စွာဘုရားဟောထားတာဆန္ဒဆိုတဲ့အဓိပတိဒီစိတ်ပိုင်းဆိုင်ရာအလုံးကိုလွှမ်းမိုးကြီးစိုးထားစိတ်ပိုင်းဆိုင်ရာလွှမ်းမိုးကြီးစိုးထားတယ်လို့စိတ်ပိုင်းကိုလွှမ်းမိုးထားလို့ရှင်ရုပ်ပိုင်းဆိုင်ရာကိုလည်းလွှမ်းမိုးကြီးစိုးထားတယ်စိတ်ကိုလွှမ်းမိုးနိုင်ရင်ရုပ်ပါလာတာပေါ့အဲ့ဒါကိုအဘိဓမ္မာမှာသန္တာဓိပတိသန္နတံပြုတ်တကနံဓမ္မနံတံသမုဋ္ဌာနံနိစ္စရူပနံအဓိပတိပစ္စေနပစ္စယောလို့ဒီလိုဟောတယ်သန္တာဓိပတိဟာသန္နနဲ့ရှင်တွဲလာတဲ့စိတ်ဓာတ်တွေထိုစိတ်ဓာတ်ကထုတ်လုပ်လာတဲ့ရုပ်တွေအဲ့ဓာတွေပေါ်မှာကြီးစိုးထားတယ်ဒါကြောင့်မို့လို့တစုံတစ်ခုလှုပ်ချင်ပြီဆိုတဲ့သန္တာပေါ်လာတာနဲ့တကယ်နဲ့ထိုသန္တာဒီရော်ရဲဆန္ဒမျိုးမဟုတ်ဘူးဆိုရင်အောင်မြင်အောင်လုပ်တာမလို့ဒါဆန္ဒကနေဥဆောင်ဆန္ဒကဥဆောင်သွားတဲ့အခါမှာအလှဲ့ကဆန္ဒကဥဆောင်လို့စလာပြီဆိုရင်နောက်ကဘယ်သူဥဆောင်ဖို့လိုသေးတယ်လို့ဆိုရင်ဝိရိယဥဆောင်ဖို့လိုဆန္ဒတော့ရှိပါရဲ့ကြိုးပမ်းအထောက်မှုမရှိဘူးဆိုဗျာဗျာမို့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကဘက်ဆုံးကနေခေါ်ထားတာစိတ်ဆန္ဒရှိပြီးတဲ့နောက်ဘာလို့ဖို့လို့လဲကြိုးပမ်းအထောက်ဖို့လိုသေးတယ်ဒါကြောင့်မို့ဝိရိယဓိပတိဝိရိယဋ္ဌိပါဒအောင်မြင်ပြီးစီးမှုမှာကြိုးပမ်းမှုမြတ်စွာဘုရားအလောင်းဟာ6နှစ်ပတ်လုံးအမတန်ပင်ပန်းခဲတဲ့ဒုက္ခရစရိယာလုံနိုင်ခဲ့တဲ့အကျင့် austere practice လို့ခေါ်သိစင်ရဲ့အိန္ဒိယနိုင်ငံမှာကျင့်ကြတဲ့ခန္ဓာကိုယ်ကိုညှင်းဆဲပြီးတော့ကျင့်တဲ့အတ္တကိလမထာနိယောဂဆိုတဲ့အကျင့်မျိုးတွေအစာဖြတ်ပြီးတော့ကျင့်တယ်ရေဖြတ်ပြီးတော့ကျင့်တယ်ခန္ဓာကိုယ်ညှင်းဆဲခံပြီးတော့အစာဆင်းရဲအနေဆင်းရဲလုပ်ပြီးတော့ကျင့်တယ်တန်လျာဥက္ကလွတ်ဖို့မရမနေလုပ်မယ်ဆိုတော့ကြိုးပမ်းအထောက်မှုဘုရားလောင်းတော်ကြီးကတောထဲမှာတယောက်တည်းကျင့်နေတဲ့အချိန်ကာလတုန်းကဆိုလို့ရှိရင်သူ့ကိုယ်သူကိုလူမြင်မခံဘူးတော့တဲ့မှာနေအဝတ်မို့အဖူအဲ့ဒီချိန်ဝလစ်စလက်နေတယ်လူတန်ခြေတန်ကြားလိုက်တာနဲ့လက်ခနဲ့ပြေးထွက်သွားတယ်ဘယ်သူမှအမြင်မခံအောင်တော့တဲ့မှာဒုက္ခရစရိယာလို့ခေါ်တဲ့ပင်မခဲခဲနဲ့အကျင့်နေဖြစ်ဘာစားလဲလို့ဆိုတော့တောဆက်မှာနွားခြံတွေပါလေလာလှုပ်ထားနွားကလေးတွေအဲ့ဒီမှာမွေးဖွားနို့ပဲတောက်သေးတဲ့နွားကလေးတွေကယူတဲ့မစင်ကိုနွားချီကိုလာပြီးတော့စားအဲ့ဒါစားပြီးတော့ကျင့်တာနော်
အဲ့ဒါလို့ပင်မဆင်းရဲတဲ့ဒီအကျင့်တွေနဲ့ကျင့်ပြီးတော့6နှစ်ပတ်လုံးဒုက္ခရစရိယာတွေကျင့်ကြံကြိုးကိုအားထုတ်လိုက်တာနောက်ဆုံးကြတော့ဆုံးကန်းတိုင်အောင်လိုက်ကြည့်တော့လည်းပဲအောင်မြင်မှုမရတဲ့နောက်ပိုင်းကြတော့မှအဲ့ဒီကြတော့ကျိုးပန်းအားထုတ်မှုကကန်းကုန်သွားပြီဘာလိုအပ်တော့ဆိုအသိဉာဏ်လိုအပ်တာဗျဒါမှန်ကန်တဲ့လမ်းလျှောက်မှလည်းတစ်ခါတလေကျိုးပန်းအားထုတ်လို့ရဒါကြောင့်မို့ဝိရိယဓိပတိဝိရိယကကျိုးပန်းအားထုတ်ပြီမဲ့လို့အသိဉာဏ်ရှိဖို့လိုသေးတယ်ဆိုဝိမန္တာဓိပတိအသိဉာဏ်နဲ့ဆင်းဆင်းစားကြည့်ပြီဒီလမ်းကမှန်သလားဟိုလမ်းကမှားသလားဘုရားလောင်းတော်ကြီးကဉာဏ်နဲ့ဆင်ခြင်သုံးသပ်လိုက်တယ်ပင်ပင်ပန်းပန်းခံပြီးတော့ကြိုးစားအားထုတ်လို့ခန္ဓာကိုယ်ပင်ပန်းနွမ်းလေအဆုံးဂိတ်ဆုပ်ချီအောင်ရောက်အောင်ကျင့်လိုက်တော့ဘာတွေးမိလာတော့ဆိုရင်လောကမှာသူလောက်အပင်ပန်းခန္ဓာချင့်တဲ့ပုဂ္ဂိုလ်ပင်ပန်းခံလို့ရမယ်ဆိုရင်ငါရမယ်ဘယ်သူအောင်မှငါမရောဘူးဝိရိယကိုအစွမ်းကုန်မြင့်ပြီးပြီအဲ့တော့မရတာထောက်လို့ရှိရင်သိရအညောမဲ့ခေါ်ဘောဓာယခေါင်းထဲမှာအတွေးလေးတစ်ခုဝင်လာအမှန်တရားကိုသိဖို့ဆိုတာနောက်တခြားလမ်းဖြစ်လိမ့်မယ်ဒီလမ်းကတော့မရှိတော့ဘူးလမ်းဆုံးအောင်လိုက်တယ်သူကြိုးပမ်းအထောက်မှုနဲ့ပတ်သက်ဒီလမ်းကြောင်းတစ်ခုရှောင်းလိုက်ရင်အဆုံးထိအောင်လိုက်ကြည့်ကြည့်လို့လမ်းဆုံးမှာဘာမှမတွေ့တော့ဘူးဆိုတဲ့အခါမှာအေးငါသွားမဲ့လမ်းဒီလမ်းမဟုတ်နိုင်ဘူးတခြားလမ်းရှိတော့တယ်ဆိုပြီးလမ်းကြောင်းပြောင်းလိုက်တဲ့အခါမှာဘုရားဖြစ်သူရောက်သွားတာဟောဝိရိယနဲ့ပတ်သက်လာလို့ရှိရင်လည်းအမတန်မှပြင်းထန်တဲ့ဝိရိယရှိခဲ့တယ်ပေါ့အဲ့ဒီအသိဉာဏ်နဲ့လမ်းပြောင်းလိုက်ပြီးတော့စိတ်ဓာတ်တွေခိုင်မာကြံ့ခိုင်မှုနဲ့လှုပ်တဲ့အခါမှာမြတ်စွာဘုရားဆိုတဲ့ဗုဒ္ဓဆိုတဲ့တပ္ပညုတဉာဏ်တော်ကြီးကိုရပြီးတော့သစ္စာလေးပါးကိုသိတော်မူတဲ့ပထမဆုံးကိလေသာတွေဟူသောအိပ်ပျော်ခြင်းကနေနိုးထလာတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်အဖြစ်ရောက်ရှိလာဘာစွမ်းအားတွေနဲ့ဒီအဖြစ်ကိုရောက်ရှိလာတော့ဆိုရင်ခုနပြောရင်သန္တာရဲ့ဝီရိယရဲ့စိတ်ဓာတ်ရဲ့ဝိမာန်ဒီစွမ်းအားတွေနဲ့ရောက်တာပဲတခြားနည်းကသွားတာမဟုတ်ဘူးအဲ့တော့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာလည်းပဲသန္တာဆိုတာရှိတယ်ဝီရိယဆိုတာအခြေခံအနေနဲ့ရှိတာကိုပြောနော်အခြေခံအနေနဲ့ရှိတာကိုလေ့ကျင့်ပြီးတော့မယူဘူးဆိုလို့ရှိရင်အပြော့ရင်ပြော့နေမှာပဲအပြော့မှပြော့နေမှာဘလောက်ကာယတန်ဆွမ်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လေ့ကျင့်ကမယူလို့ရှိရင်စွမ်းဆောင်နိုင်မှာမဟုတ်ဘူးလေ့ကျင့်ကယူရအဲ့ဒါကြောင့်မို့လို့ကိုယ်တဏ္ဍာမှာရှိတဲ့သန္တာတို့ဝိရိယတို့ဝိမာန်တို့စိတ်ဓာတ်တို့ဆိုတဲ့ဒီစွမ်းအားတွေကိုလေ့ကျင့်ကယူပြီးတော့အထွတ်ထိပ်ရောက်အောင်မြင့်တင်ထားနိုင်မယ်ဆိုရင်အမြဲတမ်းစွမ်းအားထက်ပါတယ်တဲ့ဘလောက်ထိစွမ်းအားထက်တော့ဆိုရင်မြတ်စွာဘုရားကပြိဋိဘံသံဃာနီးမှာရှင်အနန္ဒာကိုမိန့်ကြားခဲ့တဲ့စကားတစ်ခုမှတ်သားเสียရှင်အနန္ဒာကိုဗာမိန့်ရှိတော့ဆိုအနန္ဒာတဲ့အဋ္ဌိပတ်၄ပါးလို့ခေါ်တဲ့သန္တာဝိရိယဝိမာန်တို့ကိုစနစ်တကျတိုးတက်အောင်လေ့ကျင့်ထားတဲ့ပွားများအထောက်ထားတဲ့ပုဂ္ဂိုလ်ဟာတက်တန်းစီအောင်နေနိုင်တယ်သို့မဟုတ်တက်တန်းကျော်အောင်နေနိုင်တယ်ဟောသေခြင်းတရားတော်တားဆီးထားနိုင်တယ်လို့ပြောတာနော်အတိုင်းအတာတစ်ခုရလုံးဝမသိအောင်ပြောတာတော့မဟုတ်ဘူးလုံးဝမသိအောင်ဆိုတာတော့မဖြစ်နိုင်ဘူးသေခြင်းတရားကိုအတိုင်းအတာတစ်ခုရတားဆီးထားနိုင်တယ်မြတ်စွာဘုရားကိုယ်တိုင်နဲ့အလုံးကြီးနောက်ဆုံး10လမြတ်ဗုဒ္ဓဆိုတဲ့မဟာပရိနိဗ္ဗာန်သုတ်မှလာတယ်ပရိနိဗ္ဗာန်မဆံခင်10လပရိနိဗ္ဗာန်ဆံဖို့10လအလိုဝါဆိုလာပြီးကျော်တရက်လာမဲ့ကဆုံလမှာပရိနိဗ္ဗာန်ဆံမယ်ဆိုရင်ဝါဆိုလာပြီးကျော်တရက်မြတ်စွာဘုရားအမတန်ပြင်းထန်တဲ့ယောဂဝေဒနာတစ်ခုဖြစ်သွားအဲ့ဒီယောဂဝေဒနာကဘလောက်ပြင်းထန်တယ်လဲဆိုရင်မာရဏန္တိကဆိုသေခြင်းနာကတ်သွားသို့မို့သေမပြောင်းမဲ့ယောဂမျိုးပေါ့ခေတ်စကားနဲ့ပြောရင်တော့အင်ကီဝါတွေပေါ့ကုလို့မရဘူးဆိုယောဂမျိုးနော်ဆရာဝန်တွေလက်တဲ့ယောဂမျိုးလို့ဆိုကုလို့မရတော့ဘူးလို့ပြောရတဲ့ယောဂမျိုးအင်ကီဝါတွေပေါ့
အဲ့ဒီယောဂမျိုးဖြစ်တာမြတ်စွာဘုရားကဆယ်လအတွင်းအဲ့ဒီယောဂမပေါ်အောင်ထိန်းလိုက်တယ်။ဘာနဲ့ထိန်းလို့ဆိုရင်ဟောဒီသန္တာဝိရိယဝိမာန်တစိတ်ဓာတ်ဆိုတဲ့အိဋ္ဌိပတ်၄ပါးအင်အားတွေစုစည်းပြီးတော့အာယုသင်္ခါရဖလသမဘဝင်စားပြီးတော့မြတ်စွာဘုရားထိန်းလိုက်တယ်။ထိန်းလိုက်တာဆယ်လကြည့်ဒီအဲ့ဒီယောဂပြန်မပေါ်ခုခေတ်ကတော့အဲ့လိုစိတ်ဆွမ်းအားမရှိတဲ့အခါဘာလို့တုံးဆိုရင်တေကန်ဤလို့ဆိုပြီးဆိုလူကုတ်တဲ့ထိုးပေးတာစိတ်ဆွမ်းအားရှိနေသည့်အတွက်ကြောင့်စိတ်ဆွမ်းအားကိုအသုံးပြုပြီးတော့ဆယ်လတိတိယောဂမပေါ်အောင်ထိတ်ထား။တာမန်ဖလားသမဘမျိုးဆိုရင်မထိတ်နိုင်ဘူးတဲ့အဲ့ဒီနေရာမှာအာယုသင်္ခါရဖလားသမဘဆိုသန္နဝိရိယဝိမာန်တစိတ်ဓာတ်ဆိုတာဒါရီဆွမ်းအားတွေမြင့်ပြီးတော့ဝိပဿနာကိုအသေးစိတ်တိုးမြင့်ပြီးတော့ဝိပဿနာကျင့်စဉ်ကိုဝိပဿနာကျင့်စဉ်နဲ့စွမ်းအားပြည့်တဲ့ဝိပဿနာနဲ့ရောက်ရှိသွားတဲ့ဖလားသမဘဆိုအဲ့ဒီဖလားသမဘနဲ့ထိန်းလိုက်တာဆယ်လအတွင်းဒီယောဂတွေလုံးဝပေါ်လာတယ်။ကျမ်းမာသွားတယ်ဘယ်ကလေးကျမ်းမာဟောစိတ်ဆွမ်းအားနဲ့ဖြစ်တယ်။ဘာကြောင့်မြတ်စွာဘုရားကဆယ်လတိတိယောဂတွေမပေါ်အောင်ထိန်းတယ်လဲလို့ဆိုရင်သူ့အတွက်မဟုတ်ဘူး။ဘုရားပွင့်လာတာသူ့အတွက်မဟုတ်တတ္တဝါတွေအတွက်ဘယ်သူအတွက်လဲလို့ဆိုလို့ရှိရင်နောက်ဆယ်လပြည့်ပစုံလပြည့်နေ့မှာမြတ်စွာဘုရားကိုလာရောက်တွေ့ဆုံတဲ့သုပတ္တဆိုတဲ့ပြပိုက်ကြီးရှိအဲ့ဒီပြပိုက်ကြီးကမြတ်စွာဘုရားကသာဆယ်လစောပြီးပြိဋိဘံဆံသွားမယ်ဆိုရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားတယ်ဘုရားတရားတော်ကိုမနာလိုက်ရဘူးဆိုလို့ရှိရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားပြီဒီဘဝမရရင်နောက်ဘဝလည်းတော်တော်လေးဝေးသွားပြီပေါ့ခွင့်ကောင်းဆိုတာတစ်ခါတစ်ခါမှကြုံတာလွဲသွားရင်နောက်ထပ်ပြန်မလာဘူးကြည့်လေမြတ်စွာဘုရားကသမထကျင့်စဉ်တွေကိုနီးယူပြီးတော့ကျင့်သုံးခဲ့တဲ့သူ့ရဲ့လောကီဘက်ကဆရာတွေလို့ပြောရမှာပေါ့သမထကျင့်စဉ်ကိုနီးလန်းပြီးပြလောက်လာတဲ့အာလာရကာလမဆိုတဲ့ယတိကြီးဥဒကရာမဗုဒ္ဓဆိုတဲ့ယတိကြီးတွေသမထကျင့်စဉ်တော့သူတို့ထွတ်ထိပ်ရောက်အောင်ပေါ့ရောက်ခဲ့ကြဥဒကရာမဗုဒ္ဓဆိုထွတ်ထိပ်ရောက်သို့သောဘုရားကသစ္စာလေးပါးဝိပဿနာကျင့်စဉ်ကြီးကိုတွေးရှိပြီးတော့သစ္စာလေးပါးကိုသိတဲ့ဘုရားဖြစ်ပြီးတဲ့နောက်မှာတရားဟောဖို့ကြည့်လိုက်တော့တဦးကတပတ်စောပြီးတော့ကွယ်လွန်သွားတယ်နောက်တဦးကတညတာစောပြီးတော့ကွယ်လွန်သွားရောသူတို့နောက်ရိမတ္တရဘုရားလည်းသူတို့တွေ့မှာမဟုတ်တော့ဘာဖြစ်လို့အရုပဘုံရောက်နေကြအရုပဘုံဆိုတာနန်းကြီးပဲရှိတယ်ဘုရားတရားဟောတဲ့အတန်နားမရှိတော့ကြားရမှာမဟုတ်မကြားရရင်သွားရောနန်းကြီးပဲအဲ့ဒီလိုနေကဘာပေါင်းမြောက်များစွာအသက်ရှိအဲ့ဒီကပြန်သေးအောင်မယ်သေးလာတဲ့အခါမှာလူပြေရောက်နာပြေရောက်မကောင်းတဲ့ဘုံရောက်ချင်လည်းရောက်သွားအောင်မယ်ဆုံးရှုံးနေတာမှုတွေဒီလိုရှိတယ်ပေါ့ထို့တူပဲသုဘဒကြီးကလွဲသွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဒါဖြင့်မလွဲအောင်ကြိုတင်သွားပြီးတော့တရားဟောပါလားဆိုရင်အဲ့ဒီချိန်မှာစိတ်မဝင်စားသေးဘူးဆယ်လစောပြီးသွားတရားဟောရင်လည်းစိတ်ဝင်စားမှာမဟုတ်ဘူးနော်လူဆိုတာစိတ်ဝင်စားမှလုပ်တာလေခုကြည့်ပါလားဒီလမ်းမှာတောင်တရားပွဲအခုမှပထမအချိန်ဆိုတော့စိတ်ဝင်စားလို့လုပ်တာအဲ့တော့သုဘတ္တပြပိုက်ကြီးကစိတ်ဝင်စားတာမဟုတ်သေးဘူးနောက်ဆုံးမြတ်စွာဘုရားကုသနာယုံရောက်လို့ပြိဋိဘံဆံတော်မဲ့ညတကောင်အချိန်လောက်ရောက်မှသူဘုရားစီရောက်လာတာရောက်လာတော့မှသူကရင်ထဲကတန်တရားစကားကိုမေးခြင်းလို့ရောက်တာ။ဘာမေးတုံးဆိုတော့ခိုင်းเสียဘာသာရေးခေါင်းဆောင်တွေသူတို့ဟာသူတို့ကိုသူတို့ဖျားလို့ဝန်ခံနေကြတယ်။သူတို့ဝန်ခံတဲ့အတိုင်းဟုတ်သလားမဟုတ်ဘူးလားဆိုတာလာမေးတယ်သူက။မြတ်စွာဘုရားကအဲ့ဒါတွေမေးမနေနဲ့။သူ့မှာအချိန်မရှိဘူးပေါ့။အဲ့ဒါတွေမမေးနဲ့။ဘုရားကရှင်းရှင်းလေးပြောတယ်မဂ္ဂင်၈ပါးဆိုတဲ့အကျင့်တရားမဂ္ဂင်၈ပါးဆိုတာအပြင်မှာရှိတာမဟုတ်ဘူးကိုယ်စိတ်ထဲမှာရှိတာ
မဂ္ဂင်၈ပါးဆိုတာအကျဉ်းအပြင်မှတ်ခြင်းနော်အမှန်မြင်တာရဲ့အမှန်တွေးတာရဲ့အမှန်ပြောတာရဲ့အမှန်လုပ်တာရဲ့မှန်ကန်တဲ့အသက်မွေးမှုနဲ့ယက်တည်တာရဲ့မှန်ကန်စွာကြိုးစားတာရဲ့မှန်ကန်တဲ့တတိမှန်ကန်တဲ့စိတ်တည်ငြိမ်မှုဆိုအဲ့ဒီစိတ်ဆွမ်းအားတွေကိုပြောတာနော်အဲ့ဒီစိတ်ဆွမ်းအားတွေကိုမထူထောင်ပဲအဲ့ဒီလမ်းကမလျှောက်ဖဲနဲ့ဘယ်ပုဂ္ဂိုလ်မှသောတာပန်သဂရကအနာဂါယန္တာဆောင်ဖြစ်နိုင်တယ်မဂ္ဂင်၈ပါးအကျင့်တရားမရှိရင်စစ်မှန်တဲ့သာသနာကိုမဟုတ်ဘူးလို့ပြောတန်တရားဝတ်ကဘယ်သူမှမလွတ်နိုင်ဘူးဒီလမ်းကြောင်းဟာတစ်ကြောင်းနဲ့ပဲရှိတယ်လို့မြတ်စွာဘုရားဟောပြီးအဲ့ဒီမှာသူလက်ခံပြီးဘုရားဘာသာအဖြစ်ကူးပြောင်းလို့ထိုညမှာပဲယဟန်ဝတ်တရားကျင့်ဘုရားပြိဋိဘံမဆိုင်ခင်လေးပါယန္တာဖြစ်သွားတယ်နောက်ဆုံးတစ်ပည့်လို့ခေါ်တယ်သူ့အတွက်မြတ်စွာဘုရားဟာဆယ်လတိတိယောဂမဖြစ်အောင်ထိန်းလိုက်တယ်အဲ့ဒါဘာနဲ့ထိန်းလို့ဆိုရင်ဟောဒီသန္တာဝိရိယဝိပန္ဒစိတ်ဓာတ်ဆိုတဲ့ဒီစွမ်းအားတွေနဲ့ထိန်းတာပြောဒါကြောင့်မို့လို့လူတွေရဲ့စိတ်စွမ်းအားဟာလူတွေထဲမှာပဲရှိဘာဖြစ်လို့ဒီစိတ်စွမ်းအားတွေကစွန့်ရည်တတိတွေမဖြစ်တယ်လဲလို့ဆိုလို့မလုံးလို့မလေးကျင့်လို့မဖြစ်တာတကယ်လေးကျင့်ရင်လောကီကိစ္စမပြောနဲ့လောကုတ္တရာကိစ္စတွေထီအောင်ဖြစ်လာနိုင်ပါလေလူတွေမှာဘာဖြစ်လဲဆိုရင်ဆန္ဒကမရှိကြဘူးလူတွေဆန္ဒရှိတာဘယ်ဘက်ကဆန္ဒရှိလောဘနဲ့တွဲတဲ့ဆန္ဒရှိတယ်ဒေါသနဲ့တွဲတဲ့ဆန္ဒရှိလူတွေမှာရှိတဲ့အများစုမှာရှိတဲ့ဆန္ဒကအဲ့ဒါမှပစ္စည်းလိုချင်တယ်နော်ချမ်းသာခြင်းနဲ့ကြီးပွားခြင်းနဲ့ဆန္ဒကအဲ့ဒီဘက်မှာရှိအဲ့ဒီဘက်ရှိတဲ့ဆန္ဒကဒါလောကီဘက်ထိုက်တဲ့လောက်ကြီးပွားမှုပဲရှိတရားဘက်ကိုဆန္ဒမရှိသေးသမျှတရားကိုသိတဲ့အသိဉာဏ်မရနိုင်သေးဘူးဆန္ဒရှိဖို့လိုတယ်နောက်တစ်ခုဝီရိယလည်းလုံလောက်တဲ့ဝီရိယရှိဖို့လိုတယ်လုံလောက်တဲ့ဝီရိယမရှိသေးရင်မရသေးဘူးစိတ်ဓာတ်ကြံ့ခိုင်မှုကလည်းအမတန်မှအရေးကြီးတယ်ဘုရားအလောင်းလို့6နှစ်ပတ်လုံးဒုက္ခရစရိယကျင့်တာလမ်းဆုံးထိအောင်လိုက်တယ်စိတ်ဓာတ်ဘလောက်ကြံ့ခိုင်တယ်လဲခန္ဓာကိုယ်ဟာဘလောက်ကျမ်းမာရေးထိခိုက်သွားတယ်လဲဆိုရင်ဘုရားအလောင်းတော်ကြီးကကျင့်နေတဲ့အချိန်မှာတော့သူ့လက်ကိုလက်တစ်ဖက်နဲ့ပွတ်လိုက်လို့ရှိရင်လက်မှာရှိတဲ့အမွှေးတွေကကျွတ်ကျသွားတယ်အဲ့လောက်ထိအောင်ကျမ်းမာရေးဘိုက်ကင်လို့ရှိရင်ကြောရိုးကုန်းထိနေတယ်ကြောရိုးကုန်းနဲ့ဘိုက်နဲ့ချက်နေတယ်လို့ဒီလိုပြောနော်မျက်လုံးနှလုံးကဘလောက်ထိအောင်ရှိသွားတော့ဆိုဟိုးရေတွင်းကြည့်ရတယ်လို့ပဲမျက်လုံးအိမ်နေတယ်မှာမျက်လုံးကနေခြိုက်ဝင်းနေတယ်ပြောပါကစ္စတန်ဂန္ဓာရပပုပညာနဲ့ထုထားတဲ့6နှစ်ပတ်လုံးဒုက္ခရစရိယကျင့်တဲ့ရုပ်ပုံကြီးမြင်ဘူးကြပါလိမ့်လို့နော်စကယ်တန်အယိုးပြိုင်ပြိုင်ထပြီးတော့နေတဲ့ပုံကြီးလေအဲ့ဒီအနေထားချအောင်ကြိုးပမ်းနိုင်တဲ့ဝီရိယနေတဲ့ဝီရိယမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကတရားထုတ်တဲ့အခါမှာအယိုးကြည်ကြည်အေးခမ်းခမ်းမှန်ကန်တဲ့လမ်းဆိုလို့ရှိရင်ရှောက်လန်းရမယ်လို့ကြိုးပမ်းအထောက်မှုကရှိရမယ်လို့ဒီလိုခေါ်တာသူကိုယ်တိုင်လည်းကြိုးပမ်းအထောက်ခဲ့တာအဲ့ဒီကြိုးပမ်းအထောက်မှုစွမ်းအားတွေမမိသေးဘူးဆိုလို့ရှိရင်တရားသူတရားမြတ်မရနိုင်လူတွေဟာသူ့အတိုင်းတာနဲ့သူရဆန္ဒလည်းဆန္ဒရှိသလောက်ပဲကြိုးပမ်းမှုလည်းကြိုးပမ်းမှုရှိသလောက်ပဲရမှာပဲစိတ်ဓာတ်ကြံ့ခိုင်မှုကြတော့ဘုရားအလောင်းတော်ကြီးအကြည့်ဒီလောက်ကျမ်းမာရေးထိခိုက်သွားပြီပဲလို့စိတ်ဓာတ်နောက်ဆုံးပဲဆိုတခုမှမရှိဘူးအခုမှဒီလိုစိတ်ဓာတ်ကြံ့ခိုင်တာမဟုတ်ဘူးစိတ်ဓာတ်ကြံ့ခိုင်လာအောင်လေ့ကျင့်လာတဲ့ဘဝတွေကများလာကြည့်လေသူ့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုဟာအလုံးကြားဦးကြလိမ့်မယ်မဟာစနကရဲ့ဇတ်တော်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သင်္ဘောပြက်လို့ပင်လယ်ထဲမှာသင်္ဘောပြက်လို့ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာမျောလင့်ချက်မရှိဘဲနဲ့ကူးခတ်နေတာတာမန်ပုဂ္ဂိုလ်တွေကတွေးမယ်ဆိုရင်ဘယ်လိုတွေးမလို့ဆိုအိုးမျောလင့်ချက်မရှိတဲ့အလုပ်မလုပ်ပါနဲ့ဆိုလက်လျှော့ကြနော်အေးစိတ်ကြီးအသေးပဲခံမယ်ဆိုရင်လူကများမယ်အေးသူနဲ့လောက်ကလိုက်လာတဲ့လူတွေကအေးစိတ်ကြီးအသေးခံတဲ့လူတွေကြီးပဲအကုန်သူတယောက်ကူးတယ်
အသက်နဲ့ကိုမြဲနေသမျှတော့လုံးဝဝိရိယထုတ်မယ်နတ်သမီးကလာမေးတယ်ဒါလောက်ကမ်းမမြင်တဲ့နေရာမှာခူးနေလို့ရောမင်းဘာအကျိုးရှိမှာသူပြောတယ်အကျိုးရှိတယ်မရှိဘူးငါလာမပြောနဲ့လှုပ်တဲ့နာကိုငါလှုပ်နေကျိုးစားအထောက်မှုကငါတောင်းအောင်ပဲရောက်တာမရောက်တာငါတောင်းအောင်မဟုတ်ဘူးအကျိုးမရှိဘူးလို့မပြောနဲ့တဲ့လက်လျှော့တဲ့လူတွေတည်သွားပြီအခုငါမင်းနတ်သမီးတောင်မြင်နေရပြီဆိုတာအကျိုးရှိတယ်ပေါ့မမြင်ဘူးတာမြင်နေရဘူးပေါ့ဖျားလောင်းကြီးတွေရဲ့စိတ်ဓာတ်တို့ကျိုးပန်းအထောက်မှုတို့အဲ့ဒါမျိုးစိတ်ဓာတ်ကြန့်ခိုင်တာကိုပြောတယ်နော်လူတွေအများစုကစိတ်ဓာတ်မကြန့်ခိုင်လို့တည်သွားကြတာတွေများဘဝပို့ပြီးတော့ဆုံးရှုံးနေတာသွားတာစိတ်ဓာတ်မကြန့်ခိုင်လို့ပဲစိတ်ဓာတ်ကြန့်ခိုင်လို့ရှိရင်လူဘဝဒီလိုမဖြစ်နိုင်ဒါကြောင့်မို့လို့ဆန္ဒကလည်းရှိရမယ်ဝီရိယကလည်းရှိရမယ်စိတ်ဓာတ်လည်းကြန့်ခိုင်ရမယ်ကြန့်ခိုင်တဲ့အခါမှာအတိညာကလည်းရှိဖို့လိုသေးတယ်အဲ့ဒီလေးချက်နဲ့ပြည့်စုံပြီဆိုလို့ရှိရင်လောကီကိစ္စမှာပဲဖြစ်ဖြစ်လောကုတ္တရာကိစ္စမှာပဲဖြစ်ဖြစ်တရားကျင့်တဲ့အရာမှာပဲဖြစ်ဖြစ်ဘာလုပ်ငန်းပဲလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်အောင်မြင်မှုဆိုတာဖြစ်နိုင်ပါတယ်စာလေးတစ်ခုဆေးရဆိုကြတယ်ထာဝရဘုရားနတ်ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကဘာပြောတော့ God makes the impossible possible ဘုရားသခင်ဟာမဖြစ်နိုင်တာကိုဖြစ်အောင်လုပ်တယ်လို့ဒီလိုအဓိပ္ပာယ်နဲ့ God makes the impossible possible အဲ့ဒါကိုဘုန်းကြီးတို့ကပြောင်းထားလိုက်မယ်ဆိုရင်ဘုရားရဲ့တရားတော်နဲ့ God ဆိုတာကိုယ့်ရဲ့အပြင်ဘက်ကဟုတ်ကဲ့ကိုယ်ထဲမှာရှိရလားမရှိဘူးနော်ကိုရောဘယ်နှခါမြင်မှုလို့လူကမြင်ဘူးဒီပိဋကတ်ထဲမှာGodမြင်မှုတဲ့လူပြောင်းမှရှိမှမဖြစ်အပြောပဲဘယ်နေမှလည်းမသိဘူးနော် God makes the impossible possible အဲ့တော့မမြင်ဘူးတာတွေအသာထားလိုက်ရှိတာမရှိတာတွေအသာထားရှိနေတာဘာတော့ကိုယ့်ရဲ့ဆန္ဒမရှိဘူးလားဝိရိယလည်းရှိတယ်ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေလည်းရှိတယ်အသိပညာလည်းရှိဟုတ်ကဲ့ကိုယ်တဏ္ဍာမှာရှိတယ်ဘယ်သူမှမေးစရာမလိုဒါရှိတေချာအဲ့တော့ God makes the impossible possible လို့ဆိုမဲ့အစားဆန္ဒ makes the impossible possible ဆန္ဒဟာမဖြစ်တာကိုမဖြစ်နိုင်တာကိုဖြစ်နိုင်အောင်လုပ်တယ်ဖြစ်နိုင်စေတယ်ဝိရိယ effort makes the impossible possible ဒီလိုပဲပြောရ mind makes the impossible possible လူရဲ့စိတ်ဆွမ်းအားလည်းအမတန်ထက်မြက်တယ် determine mind makes the impossible possible မဖြစ်နိုင်တာတွေဖြစ်အောင်လုပ်နိုင်တယ်စိတ်ဆွမ်းအားအသိဉာဏ်ကလည်းထို့တူပဲ knowledge သို့မဟုတ် wisdom makes the impossible possible ဟောဒီစကားပို့ပြီးတော့မှန်တယ် God makes the impossible possible ဆိုတာ God ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေအတွက်သာမှန်ကောင်းမှန်တယ်လူတိုင်းအတွက်မမှန်ဘူးနော်တကယ်ရောသူတို့အတွက်ရောတကယ်ဖြစ်သလားဆိုတော့ဘယ်သူမှအာမခံမရှိဘူးဟောတာကအာမခံရှိတယ်ဘာလို့တော့ဆိုကိုယ်တဏ္ဍာမှာတကယ်ရှိနေတာ God makes the impossible possible ကိုရှိလားဆိုတာကပိုအရေးကြီးနေတယ်ဟုတ်ကဲ့ရှိရင်တော့ဖြစ်ကောင်းဖြစ်မယ်မရှိဘူးဆိုရင်တွားပြီဟောဆန္ဒဆိုတာမရှိဘူးလားရှိတယ်ဝိရိယဆိုတာရောရှိတယ်စိတ်ဆိုတာရောပညာဆိုတာရောရှိတယ်ဆိုတော့ဟောတာကပိုးမသေးကြဘူးလား